อะไรအိမ်ကဖတ်တယ်မှာမမေးလို့ပရလောကနာနာဘောဝတရေစီနဲ့ပတ်သက်ပြီးတော့အစင်မပြတ်ဆောင်မျိုးကြည့်ရှုအားပေးတယ်ကျွန်တော်ရဲ့ညီကိုမောင်မတွေတို့ကအပိုင်းနှစ်လာပါပြီနော်ဒီအပိုင်းနှစ်မှာလည်းဒီအနည်းတို့ဆရာပဲဒီပါလေကြုံပြရမလဲဒါလောက်ထိမှကြောက်စရာကောင်းမလဲဆိုတော့အားလုံးပဲကျွန်တော်ဒီတူတွေ့ကြည့်လိုက်အောင် Okay let's go 哇哎呀屁股เฮ้ยไอ้เหี้ยนี่เข้ามาเลยนิก อันนี้จะဝင်ခဲ့တော့တဲ့ เคลียร์แล้ว ငါရှင်းပြီတဲ့ငါရှင်းပြီတဲ့အနေမင်းဝင်ခဲ့တော့တဲ့ กูเคลียร์แล้วเคลียร์แล้วว่ามันคือผี ရှင်းပြီတဲ့ဟုတ်တယ်တဲ့နတ်ရှိတာ มันเป็นการลอย เมื่อกี้มึงมายืนดูกูได้เลยมึงไม่ต้องดูไลฟ์สดหรอกจริง သူကြည့်နေတာ ๆใหญ่มึงมายืนดูข้างกูดูเลย လက်ကဝဲပြန်နေတဲ့ပုံစံမျိုးပေါ့ဝဲ เฮ้ย အိမ်နေတဲ့ပုံမှာနော် နေတဲ့ပုံစံမျိုးပေါ့ มึงเห็นไหม မင်းနဲ့စကူတာကြည့်ဆောင်လို့ငါနဲ့အတူတူပဲရပ်ပြီးတော့ကြည့်တော့တဲ့ ผี ငါရှင်းပြီတဲ့ กูเคลียร์แล้ว ငါရှင်းပြီတဲ့နတ်ပဲဟုတ်တယ်တဲ့ ผี ไม่ต้องย้ำเลย ไม่ต้องย้ำဆိုတာကခဏခဏမှပြော เจ็ด ပြ พัน နေ คน တော့ กราบขอใจคนละใช้ต้องใช้ ပေါ့ ดูดันใช้เปิดฝา ကြောက်လို့ เป็นกำลังใจกันพี่นะนิกเข้าไป ခဏခဏမှပြောပြနေ ตั้งส တော့ ติ တဲ့ นี่แหละคือจุดต้นตอต้นเหตุที่ชาวบ้านเขาพบเจอเป็นจุดแรกคือห้องน้ำเพราะเขามาเข้าห้องน้ำในเวลาหัวค่ำแบบนี้แล้วพบเจอหญิงสาวผมยาวรวมทั้งเด็กวิ่งเล่นสนุกสนานคุยกันหัวเราะกัน အကြောင်းအိမ်သားရင်လာတာ ซึ่งมันเป็นอาคารล้างทั้งหมดแล้วเป็นพื้นที่ป่า ဒီ ช้า တဲ့တန်ကြီး อะไร ကြားတယ် อะไร ဟေးထွက်လာတယ်ထွက်လာတယ် หน้าประตู ဟေးဟေး เฮ้ยเฮ้ยไอ้นิกวิ่งเข้าไป เห็นไหมเมื่อกี้เนี่ย ထိုင်ပြီးမှသွားနေတာဟုတ်တယ်နော် เข้าไปเข้าไปเข้าไปเข้า ခွ ไป န်သွားလိုက် หู ပဲခန်းလဲ ไม่ได้ ဟောပဲခန်းလဲဟဲ့အောင်ကြီးကြည့်ဘူးပဲခန်းလဲရှိဘူး เป็นประตู ဒီခန်းမသိပေါ့အေးတကားလုံးကြီး มึง ဒီခန်းပဲ ก็มึงถามไม่ใช่ว่าห้องไหนอะ မင်းမေးတာဟုတ်တယ်ပဲခန်းလဲဆိုတော့ तू ပြတာပေါ့ เอาดิเอาดิเอาดิ လောက် เฮ้ย ပြီးတဲ့ สองห้อง နှခမ်းစလုံးလောက်တာ กูรู้แล้ว အရှိရနှခမ်းစလုံးလောက်တာနော် นิก นโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ ตั้งสติ နိတ်ထိထားတဲ့ ใครที่มีมาทำไมรู้จะเป็นเรื่องอะไรอ่ะ ဘုံปั๊บရှိဘူးရှိလားရှိဘူးအာရဘလို့တော့ပျောက်သွားလဲခုနကတော့လာတဲ့ချိန်ဒီတိုင်းတတ်မီအောက်သူ့ကင်မရာအောက်မချအောင်နော်ဒီတိုင်းပြေးလာတာနော်ဒါပေမဲ့တမလေးတကားပိတ်တယ်ဟေး เหี้ยนี่เขาคุณพิธี အနေနဲ့ငေါ့လဲစောင်းအောင်နဲ့ ဆွမ်းနာ ဆရာလည်းပဲတော့ကြောက်တာ ဝင်ကြည့်လိုက်တော့မတွေ့ဘူးနော်ပြီးတော့သူထွက်လာတော့ပြန်ရှိနေလားလို့ ပိတ်တယ်တဲ့ ลุกเลย စက်သိန်းနဲ့ มึง ထား ตั้งสติเดี๋ยวขนมึงดุกใช่ မင်းတတိထားတော့တကြနေမင်းစက်သိန်းနဲ့အရင်ထားမယ်တဲ့စကားပြောတော့မပြီးတော့ ไหนอีกอะ ခွန်ဒုတ်နဲ့ခွန်လုတ်မတူ มัน လေ มีแค่หน้า နော် งานประตู အေး ဟုတ်တယ် ไอ้นิกวิ่งสวนเข้าไปเลยตั้งส အဲ့ ติ ဒီ ไป တိုင်း แล้วกัน မှာပြောင်းဝင်သွားပြီတခါပြေးဝင်သွားလိုက်ပေါ့သူ့နောက်ကို เฮ้ย မရှိဘူး เฮ้ย ဟေး มีไหมห้องนี้ ဒီခေါင်းရှိ ห้ လား องนี้ก็ ဒီခါနဲ့မရှိဘူး เห็น တဲ့ เมื่อกี้มันเป็นการนั่งอยู่หน้าห้อง ခုနကလည်း तू အထဲဝင်တော့တဲ့ပုံစံမျိုးတဲ့ဟေး ห้องนี้ปิดแล้วเสียงมาจากห้องนี้ အတန်ကဟိုဘက်ချမ်းကလာ นิกอยู่เฉยๆนะครับ ဟေးဟေးအတန်ကတော့ဒီနားမှာပဲရှိရဲ့ဘယ်အခန်းပြောက်သွားလဲဟေး อะไร ไม่มีใครเดินเข้ามาเมื่อกี้เนี่ย ခုနကတည်းကဝင်လာတဲ့ပုံစံမျိုးတဲ့ဟေးလှမ်းလိုက်တာဟေး ပြီလားတကားတွေရစားလို့နော် သိထား သူ တော့ မရှိဘူးဗျဟို ไอ้นิก တကားပညာပညာချ กลับ တယ် มา ဟေး ก่อนอยู่ตรงนี้ ဟေးရေးမိလို့ဆက်ကလှမ်းလိုက်တာစက်သိန်းထားနေပြီနော် อย่าวิ่งอย่าหนี สลาม อย่าทิ้งกัน สลาม เพราะเราคือ ปาตะโก เออจำไว้ ဆွမ်းနာမရှိဘူးနော်ထဲမှာရောက်နေတယ် จำไว้ မလေးချတော့တွေ့တော့ကြီး လက်ကြီးလက်ချက်တော့ကြီးလား ယူနေလားတဲ့ဘ누구ကနေလို့ရမှာလဲတဲ့ นิก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  အနေ มันมีใครเดินข้างบนเนี่ย ဟိုကြောင်းရကြီးပဲနော် တယောက်အပေါ်မှာလမ်းလျှောက်နေတယ် หุ้ย ရှိသူ နောက်ပိုင်းနေကြရင်တော့စိတ်ဝင်စားစရာပေါ့နော်အဲကြောင်းကြီးကိုတက်မှာဖြစ်ပါတယ် เดี๋ยวนี่ไง နောက် วะ အပိုင်း3လို့အပိုင်း4လို့လည်းဆက်လက်ဆောင်မယ်ကြည့်ပြီးကိုကျွန်တော်တောင်းဆိုပါတယ်နော် เออเขาถามมึงเอาอยู่ไหมเนี่ยนิกเอออยู่ไหน မင်းကာထာရအောင်မလားတဲ့ရတယ်လေတဲ့ကာထာ อะไร อยู่วะนั่ง ဟေးဟေး เห็นไหมตัวกระแบง ဟေး
လက်ပဲရှိတယ်လားလက်ပဲရှိတယ်လားလက်ပဲရှိတယ် ဟုတ် เอา တယ် ไอ้เหี้ยหัวไม่มี ကောင်းလည်းမပါဘူးတဲ့ရတယ်လေတဲ့ကာထာ อะไร หัวนั่ง ဟေးဟေး เห็นไหมตัวกระแพง ဟေးလက်ပဲရှိတယ်လားလက်ပဲရှိတယ်လားလက်ပဲရှိတယ်တဲ့ เอาไอ้เหี้ยหัวไม่มี ကောင်းလည်းမပါဘူးတဲ့ ကိုလုံးတို့တွေ့ရတယ်ခေါင်းမပါ ကောင်းလည်းမ ဘူး ပါဘူးတဲ့လက်ပဲ มึง ပြ อย่าห တ นี ယ် สิ မင်းမပြေးနဲ့လေတဲ့ ก็เขาบอกว่าวันพระแรงมาก သူတို့ပြောကြတယ်တဲ့ ที่ ဘုရား นี่ နေ့ คือ ဆို โจ တော့ ท အ ย์ ရန် ขังกั ကျ น မ်းတ เรื่ ယ် องวัน တဲ့ พระจะแรงมาก ဒီနေရာကအမြဲတမ်း ผ ဒီ ม လိုပဲ เพิ่งมานะครับ พระนี่ เพราะว่า ส่วน พี่กำไร จะ เพิ่ง มี มาถ่าย ดาว เมื่อคืนนี้ และแกเพิ่งส่งพิกัดให้ผมตอนผมออกจากบ้านแล้วผมเลยเปลี่ยนเส้นทางเลยเพราะ အဲ ว่า ဖိက ประ ကား วัติ တဲ့ ที่ မ นี่ နေ့ကပဲသူလာ มั ထား น တ ตร ယ် งกับ ဒီ วัน နေ့ พระ គឺ คือ 4နာ จะ ရီ แรง ကျော် มา မှ ก သူ เรา ပို့ ก็ လာ เลย အဲ ย้าย ကြော จั င့် งหวัด မို့ เลยของครับมานี่เลย ဒါမို့ นี่ประ သူ ตูน้ำ နေမီပြောင်းမှ ห้อง ဒီဘက်ချောင်းကိုလာတာဗောနော်ဖះနေလည်းဖြစ်အတွက်ဒီဘက်ချောင်းကိုသူလာခဲ့တာ ปิดแล้ว แต่ก็ ปิดอีก ปิดไว้ เปิด ဖွင့်ပြီ เข้าไปอย่าไปกลัว ဟေးအော်ဟုတ် แล้ว ပါ ผู้ ဘူး หญิง ထိုင်နေ หญิ လာ ง လို့ สาวผมยาวที่อยู่ข้างบน แล้วก็ที่เขาพบเจอนี่ မင်းကလေးတယောက်အပေါ်မှာ ไป နေတာဗောနော်အမြဲမြင်နေရတယ် ไอ้ห တဲ့ นูพี่สาวดวงจิตดวงญาณหรือสัมภเวสีผีใต้หงทั้งหลาย ကလေးတဲ့ เฮ้ย နော်အမတဲ့နော်ဒီမှာရှိတဲ့ဥညင်နေဗောနော်တက်ဆိုင်နဲ့အဆောင်တွေအကုန်လုံးဗောနော် เป็นหาเลย เป็นผี ညီကိုမန်မတွေအားလုံးပဲเนาะဒါကျွန်တော် ဟုတ်တယ်တဲ့အ ပိုင်း ကျွန်တော်ကိုပြောပြချင်မလို့ဘူး အဟောင်းတွေကိုပြန်တင်တာမဟုတ်ပါဘူးเนาะဒါတစ်ခါမှမတင်ရဘူးကအစ်စ်ပါเนาะ ပြောပြတော့ခဏမှပြောပြနေတဲ့အ ပိုင်းအစ်စ်ပါဗျ နတ်မန်တိတယ်ဗောကွာ เฮ้ย ချိုးကဟိုအပိုင်းအဟောင်းတွေကိုပြန်တင်တာလို့ပြောเนาะအဟောင်းတွေပြန်တင်လို့မရဘူးဗျ copyright တွေရှိတယ် เปิด ဒါအစ်စ်เนาะ อะไร တကားဖွင့်လိုက်ပိတ်လိုက်နေ เสียงไง အတန်နဲ့ มันมีเสียง အတန်ရှိနေတာဟဲ့မေးဒီအိမ်သာသေးသေးလေးမှာပဲနော်အာယိုပိတ်တယ်နှစ်ခုလုံး มึงรู้ใช่ไหมว่ามัน အနေမင်းသိတယ်မလားတဲ့အဲ့တကားဖွင့်ပြန်ပြီ เข้ามาไม่ได้ยินเสียงได้ไหมบอกเข้ามา မင်းကြားရမလားတဲ့ဝင်လာဆိုတော့အတန်ကြားရမလားတဲ့ อุ้ยไม่เข้าได้ไหมไอ้หนูกูก็ မဝင်လို့ရမလား မရှိဘဲနဲ့တကားတွေကအဲ့လိုဖြစ်နေတာဗျเนาะဒီနာတကားတွေစောင့်ကြမ်းတယ် มึงจำได้ไหมก่อนขึ้นกอง ငါအိမ်သာတက်ချင်နေတာပေါ့ ไม่ค่อยกล้าเข้าอ่ะ ဒါပေမဲ့ဒီအိမ်သာမှာမဝင်ရ กู ဘူး กลัว ပေါ့ เพราะประวัติที่นี่คือชาวบ้านเขามาเข้า ဘာကြောင့်လဲဒီမှာလေ โรง ဒီ เรียน က ไง ပြောနေကြစကားရှိတဲ့အိမ်သာလာတက်ရင်အချောက်ခါတယ်ဆိုလို့တဲ့ สองบานดิ เลือก တ เอา ကား ข้าง နှ ซ้าย ခ ข้า မ်း งขวา နှခမ်းစလုံးပေါ့နော်ဘယ်အခန်းနဲ့မင်းကိုကိုရွေးယူတဲ့ เลือกห้องนี้เลย အေးဒီအခန်းရွေးမယ်တဲ့အေးမရှိဘူးဘယ်လိုလုပ်တကားတွေကဖွင့်လိုက်ပိတ်လိုက်ဖြစ်နေရလဲလို့ มันไม่มี မရှိဘူး พวกมึงอะถอยดิ ဒီမှာလည်းမရှိဘူးတဲ့ อย่า มึงจะเป็นไงวะ သူဘာဖြစ်လို့လောက်သွားလဲပေါ့နော် กูว่ามันไม่แปลกใจหรอกที่เขาโดนผีหลอกตอนมาเข้าห้องน้ မထူးဆောင်ဘောတဲ့ဟို ำดวง အိမ်သာ จิต လာ ด တ ว က် ง ကြ วิญญาณ လဲ สัมภเว ဒီလိုပဲ สีวันนี้วัน အချောက် พระ ခါတယ် หาก တဲ့ ดวงวิญญาณที่ยังเล่ร่อนอยู่หรือเล่นกับเราอยู่นะตอนนี้ ผมอุทิศบุญให้ผมถ่ายรายการจบ ဒီမှာလည်းအခု ขอเป็นรูปเป็นร่างเป็นพลังงาน ဆော့နေ เป็น တဲ့ ตัวเป็นตนอะไรก็ได้ ဟောနော်နတ်တွေဝင်နေနေတဲ့ပြီးလို့ရှိရင်တဲ့ คนลุก အခုသူအမြပေးပါမယ်တဲ့ กูรู้ว่าขนลุกอะ ငါသိတယ်တဲ့မင်းစတိန်ထားဆိုတာ ใครอ่ะ ဘာလို့လဲ มีเสียงอยู่มีเสียงอยู่ ဟေးအတန်ကြားလားပြတ်တဲ့ရင်နဲ့ချက်လက်တက်ပြီးပါနော် အတန်ကြားတယ်ဗျ แล้วมันเป็นเด็ ပြီး ก တော့ ที่ไม่มีหัว ကျွန်တော်အ ห တ รือ န် เป็น နဲ့ ร่างที่ไม่มีหัว သူတို့ရဲ့ คื အ อ တ ผม န် ต้อง က บอกก่อนพี่ไอ้ร่างที่เห็นไม่มีหัวเนี่ยเด็กหรือใครผม ညီ ไม่ နေ รู้ မပြ เพราะต တ รง ကယ် นี้ တမ်း เขา က บอกว่า နှစ်ချက်မတက်ဘူးဆိုလို့ရှိရင်ကျွန်တော်အတန်ကျဲကောင်းကျဲလိမ့်မယ်တာမဟုတ်လို့ရှိရင် ผีผู้หญิง หรือเป็นคนที่ သူတို့ คุย ရဲ့ กัน အတ เล่ န် นกั ကျဲ น ကောင်း เด็ก ကျဲလိမ့် วิ่ง မယ် เล่นกัน နှစ်ချက်လက်တက် ที่ ပြီး เขา လို့ พบ ရှိရ เจ င် อกัน အ แล้ว တ วัน န် พระ နဲ့ညီ จะแร ပါတယ် งมา နော် กเราถึงย้ายจังหวัดมานี่เลยนะพี่นะพี่กำไรเพิ่งส่งโลเคชั่นมาผมครับไป ဟေး มึงอยากเจอไหมเหรอ မင်းတွေ့ချင်တယ်မ เข้าไปทีนี้ လား เลย ဝင်သွားလိုက်တဲ့အေးမရှိဘူးဝပတ်အာပြေးပြီအာဘာလဲတဲ့ကောဘာမျိုးဘာရှိလဲတဲ့ อะไร มีเด็กได้เมื่อกี้เนี่ย အိမ်ကဖတ်တယ်မှာမမေးလို့ ทำไมอยู่ในอ่างน้ำอะ ဘာဖြစ်လို့ဒီကနေမှထိုင်နေရလဲတဲ့ เฮ้ยมันมีอะไรเกิดขึ้นบอกว่าในอ่างน้ำห้องน้ำ အဲ့ဒီရေကန်ဗျာတင်းတီးလေးကိုအဲ့ထက်မှဝင်ထိုင်နေဆိုတော့စဉ်းစားကြည့်ဗျာနော် အိမ်သားထဲမှာဒီကနေမှ तू ဘာဖြ ရေ စ် ကန်လေးတင်းတီးလေးဗျာအိမ်နာဆေး ที่ ရဲ့ อยู่ ရေ ใน ကန် อ่างน้ำ ဟိုရေကနေမှထိုင်နေတာမဲမဲကြီး ตายในอ่างหรือเปล่าวะ กูไม่รู้ ရေကနေမှတည်နေလားမသိဘူးတဲ့ငါလည်းမသိဘူးတဲ့ဘာဖြစ်လို့ဘာဖြစ်လို့ဒီရေကနေမှ तू ထိုင်နေရလဲ คือผมก็ตกใจส่วนมากที่พบ ဟေးထွက်လာတယ်ပြန်ဝင်သွားပြီ มันกระโดดเด้ง กระโดด तू ကခုံချခုံချနဲ့ กระโดด กูไม่กล้าตดเลยเยี่ยยิงปวดขี้อยู่ด้วย ငါအီးမပေါက်ရဘူးတဲ့အိမ်နဲ့တက်ချင်နေလို့ สวัสดี ก่อนเลย 8,300 เดี๋ยวต้องอีเยี่ยม คน เปล่า ครับ เลย มันเป็นเด็ก ไอ้กระโดด ที่อยู่ในอ่างน้ำเหมือนถูกยัดเอาไว้เฮ้ย กดหัวลงอย่างนี้ ลองไปดูอ่างน้ำก่อน သူ့ကိုဟိုဘယ်လိုပြောမလဲအဲ့ကလေးကိုပေါ့နော်တိတ်ထည့်ထားလားမသိဘူးပေါ့နော်ရေကနေမှာပဲတိတ်ထိတ်မှာအသက်ခံရတလားမသိဘူးပေါ့နော်အဲ့လိုမျိုးပြောတာ
มึงอะไรของมึง เฮ้ เนี่ย ยไม่ปลาเลยไม่ปลาเลยဖြစ်နေရလဲတဲ့ คนผมมันลุก มึงคิดเอาเองเปล่า อ้าวจริงดิ ไปเข้าไป အတန်နဲ့စက်တိုက်ပေးတာ 8,400 คนสวัสดีครับดูดันแชร์เปิดขารับแรงใจกั တေ น ချာ ดี လေး นะ နားထောင်ကြည့်ပါနှစ်ချက်လေးနားထောင်ရရင်နှစ်ချက်လေးနဲ့နားထောင်ရင်တေချာလေးကြားမှာနော်ကလေးအတန်လေး อ่างมัน ခုန มี က แค่ လည်းကို เนี้ย လုံးတေးလေး เหมือน ရေကန်ကလည်းအဲ့လောက်ပဲရှိတာပေါ့နော်တေးလေးပေါ့ ဒီကနေ့ကဲသူ ပြပိတ်လာဟေးအထက်မှာရှိတာမသိဘူး อย่าวิ่ง အဲ့ရောက်အေးအဲ့တော့ จะอยู่ ညီကောင်မောင်နှမတွေအားလုံးပဲကျွန်တော်တို့အပိုင်း3ကိုဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အပိုင်း3မှာဒီပြန်ကြည့်ကြမှာဗျာ